အားလုံးမင်္ဂလာပါခင်ဗျဒီနေ့အချိန်လေးနည်းနည်းလေးပို့တော့ကျွန်တော်ပြောကြလေးပြောလိုက်ပါဦးမယ်နော်အရွယ်ရောက်လာတဲ့လူငယ်တယောက်တိထားတဲ့အကြောင်းရနောက်တစ်ခုကတော့ဘာလဲဆိုတော့ကျွန်တော်တို့လူအရွယ်ရောက်လာပြီဆိုရင်ကျွန်တော်ဝင်ငွေတွေရှိတာမယ်ကျွန်တော်တို့ထွက်ငွေတွေရှိတာမယ်ပေါ့နော်ဝင်ငွေတွေဆိုတာဘာလဲဆိုတော့ကျွန်တော်ဝင်ငွေတွေကျွန်တော်မဖို့ရတာရှိမယ်ကျွန်တော်တို့ဒီမဖို့ရတဲ့ဝင်ငွေပဲကျွန်တော်တို့လို့ရတာလဲဝင်ငွေပဲပေါ့နော်ဒီကိုရှိဝင်တဲ့ဝင်ငွေမှန်တယ်ကဒီဒါ income ပေါ့နော် outcome တော့ထွက်ငွေပေါ့နော် expand ထွက်ငွေဆို expand သုံးစိတ်တွေပေါ့နော်ကိုယ်သုံးစိတ်တွေကိုတေးချာချာစီမံခန့်ခွဲနိုင်ဖို့လိုတယ်အဲ့လိုစီမံခန့်ခွဲဖို့ဆိုရင်ကျွန်တော်တို့မှာဟာ expand မှာကျွန်တော်တို့ခွဲချမ်းစိတ်ဖြတ်လိုက်ရင်နှစ်မျိုးရှိတယ်အသုံးစိတ်မှာ need and want ဆိုလိုချင်တာနဲ့လိုအပ်တာနဲ့နော် want ဆိုတာလိုချင်တာ need ဆိုတာလိုအပ်တာ need and want အဲ့တော့အဲ့ဒါတွေကိုတေချာလေးကျွန်တော်သိထားဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ need လိုအပ်တာဆိုဝယ်လိုက်နော်ကျွန်တော်ဆိုင်ကယ်လိုတယ်ဝယ်လိုက်လို့ရတယ်ဒီဆိုင်ကယ်ရှိမှဖြစ်တယ်ဆိုင်ကယ်ဝယ်ပလိုက်ဒါပေမဲ့ဒီဆိုင်ကယ်ကိုကျွန်တော်တို့နောက် model ပေါ်တိုင်းအသစ်လဲမလဲဖို့တော့လိုတာပေါ့တော့လဲခြင်းနဲ့ဆိုရင်တော့ဒါလိုချင်တာဖြစ်သွားပြီ want လိုချင်တာဖြစ်တဲ့ဆိုလိုချင်တာ want တွေများလာတယ်ကျွန်တော်အသုံးစိတ်တွေများလာတယ်ပဲအဲ့တော့ကျွန်တော် income ကိုပိုးမရှာနိုင်ဘူးဆိုရင်ကျွန်တော်တို့မှာအကျိုးတွေတင်မယ်ကျွန်တော်တို့မှာပြဿနာတွေအများကြီးဖြေရှင်းရမယ်เนาะနောက်လုပ်ငန်းတစ်ခုလုပ်မှာဆိုလဲကျွန်တော်တို့မှာစုမိဆောင်မိမရှိဘူးเนาะအဲ့တော့ကျွန်တော်တို့မှာလိုအပ်တာလေးပဲ need လိုအပ်တာကိုတော့ကျွန်တော်ဝယ်ပါလိုအပ်တာဝယ်ပြီးလို့ရှိရင်ကျွန်တော်တို့ want လိုချင်တာကိုဆက်မလုပ်ဖို့ကျွန်တော်တို့အရေးကြီးတယ်အဲ့တော့ကြည့်ရတဲ့ဒီကညီငယ်ညီမငယ်များအားလုံးတားရသမီးများအားလုံးကိုလည်းဒီကိုဘဝတစ်လျှောက်လုံးရှေ့ဆက်သွားမယ်ဘဝတစ်လျှောက်လုံးမှာတတိနဲ့ဝိရိယနဲ့ need နဲ့ want ကိုတည်တည်ချာတဲကွဲကွဲအောင်သိအောင်လုပ်ပြီးတော့ကျွန်တော်တို့ဒီအနာဂတ်မှာမိမိလုပ်ချင်တာမိမိစိတ်ကူးရင်လည်းအားလုံးလုပ်ချင်တယ်ဆိုတော့လုပ်နေတာကိုယ်အားစုပြီးစောင်းပြီးရှိမှပတ်စံတစ်ထည့်ရှိမှလုပ်လို့ရမှာဖြစ်တဲ့အတွက်ကိုအဲ့ဒါတော့ကိုယ့်အကိုတည်တည်ချာလေးချင်းပြီးတော့ဆောင်ရွက်နိုင်ကြပါစေလို့ဆုမွန်ကောင်းတော့ပါတယ်အားလုံး